ဒီတစ်ခါပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ဖုန်း setting မှာကိုကအမှားနှိမ့်မိလို့ပဲဖြစ်ဖြစ် setting ထဲကနေကိုကတစ်ခုခုအပြောင်းလဲလုပ်ပြီးတော့နှိပ်ပြီးတော့ပြန်မလို့ချင်းတော့တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်နှစ်ခုအတိုင်းပြန်ဖြစ်အောင်လုပ်လို့ရတဲ့အသစ်အတိုင်းဖြစ်အောင်လုပ်လို့ရတဲ့ research ချတဲ့နည်းလေးပြောပြပြီးတော့မှာဖြစ်ပါတယ်ကိုဖုန်းထဲက data တွေ file တွေတစ်ခုမှမပြော့ပြဲနဲ့လုပ်လို့ရတဲ့နည်းဖြစ်ပါတယ်ပထမဆုံး setting ထဲကိုဝင်ရမှာဖြစ်ပါတယ်နောက်ပြီးလို့ရှိရင် setting ထဲကနေ system management ကိုတစ်ခါပြန်ဝင်ရပါမယ် system management ထဲရောက်ပြီဆိုတာနဲ့အဲ့ဒီ system management ထဲကနေနောက်တစ်ခါ reset option ထဲကိုတစ်ခါပြန်ဝင်ရမှာဖြစ်ပါတယ် reset option ထဲကိုရောက်ပြီဆိုတာနဲ့အဲ့ဒီထဲကနေ reset all setting ထဲကိုတစ်ခါပြန်ဝင်ရမှာဖြစ်ပါတယ် reset all setting ထဲရောက်ပြီဆိုတာနဲ့အောက်မှာရှိတဲ့အပြာရောင်လေးနဲ့ reset all setting ထဲကိုတစ်ခါပြန်ဝင်ရမှာဖြစ်တယ်ပြီးလို့ရှိရင် reset all setting ထဲကအောက်မှာနောက်တစ်ခါ reset all setting ထဲကိုတစ်ခါပြန်ဝင်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းက setting အသစ်အတိုင်းပြန်လဲပြီးတော့ restore လုပ်နေပြီဖြစ်ပါတယ်ခဏလေးကြာတတ်ပါတယ်ကဲပြီးလို့ရှိရင်တော့အထက်မှာဘာမှအပြောင်းလဲမရှိဘဲနဲ့ကိုယ့်ရဲ့ဖုန်းရဲ့ setting ကအသစ်အတိုင်းဖြစ်နေပြီဖြစ်ပါတယ်